American သမ္မတရဲ့ရွေလျားခံတက်များကြောင့်နိုင်ငံရဲ့သမ္မတတယောက်ခီးသွားတော့မယ်ဆိုရင်တော့ခဏထဲပွားမှုရှိဖို့ကလိုအပ်တယ်လို့လုံခြုံရေးကလည်းမြင်မာနေဖို့ကလိုအပ်ပါတယ်ခဏထဲပွားမှုကတော့နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ဩဇာအာဏာကိုရည်ညွှန်းပါတယ်လုံခြုံရေးကိစ္စကတော့ထွေထူးပြောနေစရာတော့မှလုံမယ်တော့မှမထင်ပါဘူးကမ္ဘာကောင်းဆောင်လို့ပြောရမယ့် American သမ္မတဆိုရင်တော့ဒီအချက်နှစ်ချက်စလုံးကပုံမြင့်နေဖို့တော့မှလိုအပ်နေသေးတာပါဒါပေမဲ့လည်းအဲ့ဒီအတွက်ကတော့ပူစရာကတော့မလိုပါဘူး American သမ္မတမှာ Air Force One လို့လေးနေရရှိတယ်လို့ Marine One လို့ရဲကြီးတွေကလည်းရှိနေခဲ့ပါတယ်ကုန်းပေါ်မှာတွားဖို့ဆိုရင်တော့တပီးဆိုပြီးတော့နာမည်ကျော်ကြတဲ့တန်ချက်ကစိန်ခံကားကြီးတွေကအတင်ပါပဲဒီလိုသမ္မတတယောက်ကပြည်တွင်းပြည်ပအချင်းချမှုပေါင်းစုံရဲ့ပြစ်မှတ်ဖြစ်နေတတ်ပါတယ်အဲဒါကြောင့်မလို့လေလုံခြုံရေးစနစ်တွေကိုလည်းအမြင့်ဆုံးအဆင့်မှာချထားခဲ့ရတာပါသမ္မတကနိုင်ငံတစ်ခုတည်ငြိမ်မှုရဲ့ပဓာနဖြစ်ပါတယ်အဲဒါကြောင့်မလို့လေသမ္မတလှုပ်ကြံခံရတာမျိုးမဖြစ်အောင်အထူးစီစဉ်ချရတာဖြစ်ပါတယ်သမ္မတမော်တော်ယာဉ်နဲ့အသုံးပြုတဲ့အစင်လာက1900ပြည့်နှစ်အစောပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်ပထမဆုံးအသုံးပြုခဲ့တဲ့သမ္မတကတော့ Theo Roosevelt ပဲဖြစ်ပါတယ်သူကတော့ American ရဲ့26ရောက်မြောက်သမ္မတလည်းဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်တုန်းကဆိုရင်တော့မြင်းဆွဲရထားတွေနဲ့ပဲအဓိကအသုံးပြုခဲ့ကြရတာပါ1900ခုနှစ်လောက်မှာကားတွေကစပေါ်လာပြီးဆိုပေမဲ့နေပညာအသစ်ဖြစ်နေတဲ့အတွက်တွင်ကျဲကျဲအသုံးမပြုကြသေးပါဘူးကားတွေအသုံးပြုလို့အဆင်ပြေနေပြီဆိုတော့မှ Roosevelt ကအသုံးပြုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီတုန်းကတော့အခုလိုကားတွေအများကြီးပါတဲ့ရင်းနှန်းတွေလိုမျိုးမဟုတ်သေးပါဘူးနည်းနည်းကျဲကျဲဝိုင်းရတဲ့အခြေအနေမျိုးပါပဲလုံခြုံရေးထက်ခီးသွားလာရေးကိုပုံမြန်စေဖို့ရင်းနှန်းကိုအသုံးပြုခဲ့ကြရတာပါအဲ့ဒီတော့ငါသမ္မတကြီးစီးခဲ့တဲ့ကားကတော့ EV ကားဖြစ်နေခဲ့ပါတယ်ဟုတ်ပါတယ်မိတ်ဆွေကြားလိုက်ရတာကမမှားပါဘူး EV ကားတွေကအခုမှခစ်ပြန်စားလာခဲ့တာပါ American မှာကားတွေစပေါ်တော့က Taxi ကားရှင်းနေငွေကားနဲ့လက်စစ်ကားဆိုပြီးတော့၃မျိုးပေါ်ခဲ့တာဖြစ်ပါတယ်သမ္မတ Roosevelt ရဲ့ကားကတော့ Columbia Electric Carriage လို့ခေါ်ပါတယ်နောက်ပိုင်း Ford ကား Taxi ကားတွေကဈေးသက်နဲ့ထုတ်နိုင်နေတဲ့အချိန်မှာဈေးကြီးတဲ့လက်စစ်ကားတွေကပြန်ပြောက်သွားခဲ့ရတာဖြစ်ပါတယ်။အဲဒါကတော့1920နဲ့1930ကြားလောက်မှာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာဆိုရင်တော့စက်မှုလုပ်ငန်းတွေကလည်းတိုးတက်လို့လာခဲ့ပါတယ်။1940ဝန်းကျင်လောက်ရလာခဲ့တဲ့အချိန်မှာဆိုရင်တော့တန်ချက်ကစိန်ခံကားရှည်ကြီးတွေကစတင်အသုံးပြုလာနိုင်ခဲ့တာပါ။ပထမဆုံးတန်ချက်ကလီမိုဇင်းကိုအသုံးပြုခဲ့တဲ့သမ္မတကတော့ Franklin D. Roosevelt ပဲဖြစ်ပါတယ်။1938ခုနှစ်လောက်မှာဖြစ်ပါတယ်။ထုတ်လုပ်တဲ့ company ကတော့ Cadillac ပဲဖြစ်ပါတယ်။ထူးခြားတာကတော့အဲ့ဒီရဲ့တန်ချက်ကစိန်ခံကားကိုအစိုးရပတ်စံနဲ့ဝယ်ထားခဲ့တာမဟုတ်ပါဘူး။နာမည်ကြီးမှုရဲ့ရာဇအေကာဘုံစီကနေတင်ယူထားခဲ့တာပါ။နောက်ပိုင်းသမ္မတရဲ့လုံခြုံရေးအတွက်အရေးပေါ်လိုအပ်နေတဲ့အချိန်မှာထုတ်သုံးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့သမ္မတရဲ့စီးတော်ရင်ဖြစ် Cadillac အပြင် Lincoln နဲ့ Chrysler ကားတွေကိုလည်းဝယ်ယူအသုံးပြုခဲ့တာဖြစ်ပါတယ်။လက်ရှိသမ္မတအသုံးပြုနေတဲ့စီးတော်ရင်ကတော့ The Beast ဆိုတဲ့ Cadillac တန်ချက်ကလီမိုဇင်းကားကြီးပဲဖြစ်ပါတယ်။အဲ့ဒီကားကို Cadillac ကအထူးဒီဇိုင်းဆွဲပြီးတော့တိစောက်ထားခဲ့တာပါ။အဲ့ဒီကားကို The Beast လို့လူသိများပေမဲ့တရားဝင်နာမည်ကတော့ Traditional State Car လို့ခေါ်တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာလုံခြုံရေးအမြင့်ဆုံး၊နည်းပညာအမြင့်ဆုံး၊မြေပြင်တည်ယူပို့ဆောင်ရေးရင်ဆိုရင်လည်းမားမယ်မထင်ပါဘူး။ဒီကားဒီဇိုင်းကဘယ်တိုက်ခိုက်မှုမျိုးကိုမဆိုအကာအကွယ်ပေးနိုင်ဖို့ရည်ရွယ်ထားခဲ့တာပါ။ Golden နဲ့တကားတွေမှာတမ်မနီအလူမီနီယမ်တိုင်တေနီယမ်နဲ့ကျွေးတဲ့ပေါင်းဆက်ပစ္စည်းတွေနဲ့တိစောက်ထားခဲ့တာဖြစ်ပါတယ်။ကျွေးတွေကဘာလို့ပေါင်းဆက်ထားတာလဲဆိုရင်တော့ဒါမှန်ကြီးစံထက်ပိုသေးတဲ့ထိုးပေါက်ကြီးစံတွေကိုကာကွယ်နိုင်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီကားတကားတစ်ချက်စီက8လက်မလောက်ထိုးပါတယ်။အဲ့ဒါကတော့ Boris 77လေးနေမှာတက်ဆင်ထားတဲ့တကားလောက်ဖြစ်နေကြတာပါ။ကားစီလုံးကလက်ပစ်ပုံးမြေမြုပ်မိုင်း RPG ဒုံးကြီးနဲ့ rifle ကြီးစံတွေကိုလည်းခံနိုင်ရှိနေတာဖြစ်ပါတယ်။မန်တွေဆိုရင်လည်း9လက်မလောက်ကိုမှထူနေခဲ့တာပါ။ဂျားရီမှာဆိုရင်လည်းအလွာတွေကအထက်ထက်ရှိနေခဲ့ပါတယ်။ရှင်မောင်းထိုင်ကုန်ဘက်ကမန်ကိုပဲ3လက်မလောက်ချထားလို့ရတာပါ။ကျန်တဲ့မန်တွေကိုတော့လုံးဝချလို့မရပါဘူး။အတွင်းကတစ်ခုလုံးကတော့လေးလုံးအောင်လှုပ်ထားခဲ့ရတာပါ။အပြင်ဘက်မှာဓာတုဘုံတွေဇီဝဘုံတွေခွဲရင်လည်းအတွင်းမှာဘာမှမဖြစ်အောင်ဒီလိုလှုပ်ထားရတာဖြစ်ပါတယ်။ဒိုင်ယာရီကလည်းပေါက်ပြဲမှုတန်ကိုလည်းခံနိုင်ရှိအောင်လှုပ်ထားခဲ့ရတာပါ။ဒိုင်ယာရီပေါက်ကွဲသွားခဲ့မယ်ဆိုရင်တော့မှကြံတဲ့ခွေနဲ့အရှိန်ပြင်းမောင်းလို့ရတဲ့အထိဒီဇိုင်းဆွဲထားခဲ့တာဖြစ်ပါတယ်။အထဲမှာဆိုရင်တော့ဒုသမ္မတပင်တဂွန်စစ်ဌာနချုပ်နဲ့အိမ်ဖြူတော်ကိုလိုဝက်ကုတ်တွေနဲ့ဓာတ်ရိုက်ဆက်သွယ်နိုင်တဲ့အစင်းမြင့်ဂျိုးလူဆက်သွယ်စနစ်တွေကလည်းတက်ဆင်ထားပါတယ်။နောက်ပြီးတော့ရင်အတွင်းမှာပဲ shotgun နဲ့မျက်ရည်ယိုဘုံတွေကလည်းစောင့်ထားခဲ့တာပါ။အဲ့ဒီလက်နက်တွေကိုတော့ကားပေါ်မှာလိုက်ပါလာတဲ့လိုဝက်အဖွဲ့ဝင်ကကင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့သမ္မတရဲ့သွေးအမျိုးအစားနဲ့ကန့်ညီတဲ့သွေးအိတ်တွေအရေးပေါ်ဆေးဝါးတွေအောက်ဆီဂျင်တွေကိုလည်းစောင့်ထားခဲ့ရတာဖြစ်ပါတယ်။လောင်စာဆီကန်ဆိုရင်လည်းပေါက်ကွဲမှုတန်းကိုခံနိုင်ရှိအောင်အထူးတန်ချက်ကားတွေနဲ့ဖုံးအုပ်ထားခဲ့ရတာပါ။နောက်ပြီးတော့အထဲမှာဆိုရင်လည်းပေါက်ကွဲနိုင်ချေနေတဲ့အမြုပ်တွေနဲ့ပြင်နေခဲ့ပါတယ်။ဒီကားကိုမောင်းနေရတဲ့သူကလည်းအထူးလေးကျင့်ထားရတဲ့လိုဝက်အဖွဲ့ဝင်တွေဖြစ်ပါတယ်
သူတို့ကဘလို့ချင်းနေမှာပဲဖြစ်ဖြစ်ဒီရဲ့ကားကိုဘေးကင်းအောင်ကျွမ်းကျွင်တဲ့မောင်းနိုင်စွမ်းကလည်းရှိနေဖို့လိုအပ်ပါတယ်ပြောမယ်ဆိုရင်တော့ဒီရဲ့ကားကရွေလျားခန့်တဲ့တစ်ခုဖြစ်တယ်လို့အမေရိကန်ရဲ့ခေါင်းဆောင်မှုနဲ့လုံခြုံရေးနည်းပညာကိုလည်းထင်ဟပ်စေတဲ့ယဉ်တစည်းလည်းဖြစ်နေခဲ့ပါတယ်ဒီရင်ရဲ့အစည်းအဝေးတစ်ခုလုံးကိုတော့လိုဝက်အဖွဲ့အစည်းကအထူးတာဝန်ယူရပါတယ်ဘယ်ကားတွေကလိုက်ရမယ်ဘယ်ကားတွေကဘလို့မောင်းရမယ်ဘယ်ကားမှာဘယ်သူတွေကလိုက်ပါရမယ်ဆိုတာကိုအဲ့ဒီအဖွဲ့အစည်းကပဲတာဝန်ယူရတာဖြစ်ပါတယ်အဲ့ဒါကပြည်တွင်းခီးစဉ်တွေမှာပဲမဟုတ်ပါဘူးG7 လို့ပြည်ပထိပ်သီးအစည်းအဝေးတွေမှာလည်းခီးစဉ်အစားဆုံးတာဝန်ယူရတာဖြစ်ပါတယ်ပြည်ပခီးစဉ်တွေအတွက်ဆိုရင်တော့ F1 ကိုရထုတ်သုံးရတာဖြစ်ပါတယ် The Beast ကိုလည်းချန်မထားခဲ့ပါဘူးနောက်ပြီးတော့ရင်းနှမ်းမှလိုက်ပါတဲ့အခြားကားတွေကိုလည်းလေးနေပဲတင်ကြတာဖြစ်ပါတယ်အဲ့ဒီလိုလေးချိန်များတဲ့ပစ္စည်းတွေကိုတင်ယူနိုင်ဖို့အတွက်ကတော့ Boeing C-70 Globemaster 3 စစ်ဘက်ဆိုင်ရာမဟာဗျူဟာမြောက်ပို့ဆောင်ရေးလေယာဉ်ကြီးကိုလည်းအသုံးပြုကြရပါတယ်အဲ့ဒီလိုပို့ဆောင်ခြင်းအပြင်ပစ္စည်းတွေအားလုံးကတဆူရဲပဲရောက်သွားခဲ့ကြတာဖြစ်ပါတယ်အဲဒါကြောင့်မလို့လေကင်တွဲရတာကလည်းပို့ပြီးတော့လွယ်ကူသွားခဲ့တာပါနိုင်ငံခြားပဲဖြစ်ဖြစ်ပြည်တွင်းပဲဖြစ်ဖြစ်ဓမ္မမော်တော်ရင်တန်းနဲ့အစီအစဉ်မှုမှာလိုဝက်အဖွဲ့နဲ့အခြားဆိုရအဖွဲ့ဝင်တွေကထိန်းသိမ်းထားတဲ့တတ်မှတ်ထားတဲ့ဖွဲ့စည်းပုံတွေအတိုင်းပဲလိုက်နာကြရတာဖြစ်ပါတယ်ရှေးဘူးရအဖြစ်ကတော့ဓမ္မရင်တန်းမှာကားစီးရေ40ကနေ50လောက်ထိကိုမှပါတတ်ပါတယ်အဓိကအနေနဲ့ရှေးပြေးတဲ့လမ်းကြောင်းရှင်းလင်းရေးရင်တွေလမ်းကြောင်းစစ်စင်ရင်တွေဥဆောင်ဆုံးဖြတ်ချက်ချပေးတဲ့ရင်တွေကအရှိကနေတွားရတာဖြစ်ပါတယ်အဲဒီနောက်ကမှသမရအကာအကွယ်အဖွဲ့ကလိုက်ရတာပါအဲ့ဒီအစုဖွဲ့မှာဆိုရင်တော့သမရလိုက်ပါလာတဲ့ The Beast ကရှိနေမှာဖြစ်ပါတယ်ပြီးတော့အတွင်သူကအနည်းဆုံးတစ်စီးကလိုက်ပါရပါတယ်ဒီဘာကီးစင်တွေဆိုရင်တော့ The Beast အတွင်သူကားကို2စီး3စီးလောက်ကိုမှအရှံထားရတာပါနောက်ပြီးကြရင်တော့အဒီကက်လုံခြုံရေးယူပေးတဲ့ကားတွေကလည်းရှိပါတယ်ဒါပြင်ဆက်သွယ်နောက်ရှက်နိုင်တဲ့ကားတွေကလည်းလိုက်ပါရတာပါအဲ့ဒါတွေလာပြီးတော့မှပဲနောက်လိုက်တဲ့ထောက်ပံ့ရေးအဖွဲ့ရင်တွေကလည်းလိုက်ပါကြရတာပါအဲ့ဒီအထက်မှာဆက်သွယ်ရေးကားတွေသမရရဲ့ဝန်ထမ်းတွေပါတဲ့ကားတွေသတင်းထောက်နဲ့ဓာတ်ပုံဆိုင်ရာလိုက်ပါလာတဲ့ကားတွေအရေးပေါ်အခြေအနေတွေတူနာပြုတဲ့ဆရာဝန်တွေလိုက်ပါတဲ့ကားဒါရုစီပါလက်နက်တွေနဲ့တိုက်ခိုက်ခံရရင်ရှင်းလင်းပေးနိုင်တဲ့ကားပြင်နောက်ဆုံးကနေလုံခြုံရေးယူပေးရတဲ့အဆောင်ရှောက်ကားတွေကလည်းပါဝင်နေခဲ့ပါတယ်လိုအပ်ဖွဲ့စီကခီးစစ်တစ်ခုလုံးကိုလည်းတာဝန်ယူကင်တွေ့ရတယ်ဆိုပေမဲ့အစီအစဉ်ကိုတော့အိမ်ဖြူတော့အစင်းမြင့်အဖွဲ့ကချမှတ်ထားကြတာပါသူတို့ကခီးစစ်တစ်ခုရှိပြီဆိုတာနဲ့တလားလောက်လိုကတဲ့ကနေကြိုတင်ပြည့်စင်ကြရပါတယ်ဒီဘာခီးစစ်တွေဆိုရင်တော့ပို့ပြီးတော့မှအလုံးများကြသေးတာပါအဲ့ဒီတွေကြိုသွားပြီးတော့လေးလာကြရပါတယ်အဲ့ဒါကိုစစ်တမ်းခီးစဉ်လို့ခေါ်ပါတယ်အိမ်ဖြူတော်ရာရှိတွေကအဲ့ဒါကိုအရင်သွားပြီးတော့ညီနိုင်စီစဉ်မှုတွေကိုလုပ်ကြရတာပါသမရရောက်သွားမယ့်နေရာတိုင်းကိုလည်းအရင်စစ်ဆေးကြည့်ရပါတယ်ပြီးတော့မှစစ်တမ်းကိုပြန်သုံးသပ်ပြီးတော့ခီးစဉ်အချင်းစရာကိုလည်းရေးဆွဲကြရတာပါအဲ့ဒီခီးစဉ်တစ်လျှောက်လုံးမှာဆက်သွယ်ရေးဂျန်စင်လိုလိုဝက်ဖွဲ့ဝင်တွေအပါအဝင်အိမ်ဖြူတော် agency 73ခုကနေ15ခုလောက်ထိကပူးပေါင်းပါဝင်ကြရတာပါခီးစဉ်ကတေချာသွားပြီဆိုရင်တော့အိမ်ဖြူတော်အစင်းမြင့်အဖွဲ့ကအတီးပြုပေးလိုက်ရပါတယ်ပြီးတော့ဖွဲ့သားတွေကိုလည်းအဲ့ဒီရဲ့နေရာတွေမှာပဲကြိုတင်ဆောင်ခိုင်းထားရတာပါစီမံခန့်ခွဲမှုရဲ့နောက်ဆုံးဆင့်အနေနဲ့စစ်ဘက်ဆိုင်ရာရုံးနဲ့ချိတ်ဆက်ဆောင်ရွက်တာတွေကလည်းရှိပါတယ်အဲ့ဒီလိုချိတ်ဆက်လိုက်မှာပဲ Air Force One, Marine One နဲ့ The Beast အပါအဝင်ရှင်နန်းကားတွေကိုလည်းအသုံးပြုခွင့်ရမှာဖြစ်ပါတယ်အသုံးပြုခွင့်ရသွားပြီဆိုရင်တော့လိုဝက်အဖွဲ့ရဲ့အစီအစဉ်နဲ့ဆက်ပြီးတော့လှုပ်ရှားကြရပါတယ် Air Force One ဆိုတာကတော့ American သမ္မတရဲ့ခီးသွွာလာမှုဆိုင်ရာအမတ်တင်ကိတတွေထဲမှာအထင်ရှားဆုံးနဲ့ကမ္ဘာတစ်ဝန်းမှာလူအသိအများဆုံးပိုင်ဆိုင်မှုတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအလင်းကိုပြန်တန်းနိုင်တဲ့နန်းတော်ကြီးလို့လည်းတင်စားထားကြတာပါအဲ့ဒီလင်းလို့သုံးနှုံးနေဆိုပေမဲ့လင်းတစ်စီးတဲ့ကတော့ရှိနေကြတာတော့မဟုတ်ပါဘူးအမေရိကန်သမ္မတလိုက်ပါစီးနေတဲ့လင်းတိုင်းကိုလည်းအဲ့ဒီလိုခေါ်ရပါသမ္မတခီးစဉ်အတွက်လင်းကိုပထမဆုံးအသုံးပြုခဲ့တာကတော့ Franklin D. Roosevelt လက်ထက်မှာပဲဖြစ်ပါတယ်အဲ့ဒါကတော့1933ခုနှစ်လောက်မှာဖြစ်ပါတယ်အဲ့ဒီတုန်းကဆိုရင်တော့ Douglas Doffring ဆိုတဲ့ကိုရင်နဲ့ထွေးသွားလင်းကြီးပဲဖြစ်ပါတယ်စစ်ပေးရခိကြတဲ့အချိန်မှာဆိုရင်တော့လေကြောင်းပို့ဆောင်ရေးတိုးတက်မှုတွေကလည်းမြန်ဆန်လို့လာခဲ့ပါတယ်ဒုံးပြင်းအင်ဂျင်တွေကလည်းပေါ်လာခဲ့ပါတယ်လင်းရဲ့မြန်နှုန်းကတိတိတတာကိုမှတိုးတက်လာခဲ့တယ်လို့လုံခြုံစိတ်ချရမှုနှုန်းကလည်းမြင့်လာခဲ့တာပါ1960ခုနှစ်မှာဆိုရင်တော့ Boring ကသမ္မတလင်းရဲ့အဓိကတိဆောက်သူဖြစ်လာခဲ့ပါတယ်အဲ့ဒီလင်းကိုသမ္မတမပါဘဲနဲ့မောင်းရတဲ့အခါမှာ Sam လို့သုံးလို့တာဖြစ်ပါတယ်အထူးလေကြောင်းစစ်စင်ရေးတနည်းအားဖြင့်ဆိုရင်တော့ Special Air Mission ကိုရည်ညွှန်းတာပဲဖြစ်ပါတယ်ဥပမာအဖြစ်လက်ရှိ Air Force One အဖြစ်အသုံးပြုနေတဲ့ Boring BC-25 747-200B လင်းတွေကသမ္မတမပါတဲ့အခါမှာ Sam 2800လို့နာမည်ပေးထားခဲ့တာပဲဖြစ်ပါတယ်သမ္မတရဲ့တည်ယူပို့ဆောင်ရေးအတွက်အသုံးပြုခဲ့တဲ့လင်းတွေထဲမှာတမိုင်းဝင်တဲ့အမတ်တင်ကတာလို့ဖြစ်နေကြတာကတော့ Sam 2600နေပဲဖြစ်ပါတယ်အဲ့ဒါတွေကတော့ပြင်ဆင်မွမ်းမံထားတဲ့ Boring 77အမျိုးအစားလင်းတွေလည်းဖြစ်ပါတယ်အဲ့ဒီကနေတစင်ကလင်တန်အထိသမ္မတရှေ့ဦးအတွက်အသုံးတော်ခံခဲ့ရတာပါဒီလင်းကြီးကစစ်အေးခေတ်တခြားမှာနာမည်အတော်လေးကိုမှကြီးခဲ့ပါတယ်ထင်ရှားတဲ့ကိုရဲအယောင်ဒီဇိုင်းကိုတော့သမ္မတကတော့ Jacqueline Kennedy နဲ့နာမည်ကြီးစက်မှုဒီဇိုင်နာ Raymond Loewy တို့ကဖန်တီးခဲ့တာပဲဖြစ်ပါတယ်
7,600ရဲ့အတွင်းပိုင်းမှာသမ္မတအလုပ်လုပ်ကိုင်နိုင်ဖို့လိုအပ်တဲ့ကိရိယာတွေအပြည့်စုံနဲ့တက်ဆင်ထားခဲ့တာပါ။လေမှုခန်းထဲမှာတနက်တွေနဲ့နျူကလ িয়ার ကုတ်တွေထားရှိဖို့မိကန်တစ်တာတွေကလည်းထွေသွင်းထားခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ဆက်သွယ်ရေးစကန်ကနေသမ္မတနဲ့အဓိကပုံကိုယ်တွေပါဝင်ကမ္ဘာနဲ့ဆက်သွယ်နိုင်ပြီးမိဖို့ကန်ကတော့သမ္မတနဲ့ဝန်ထမ်းတွေအတွက်စားတောက်ပြင်ဆင်တဲ့နေရာပဲဖြစ်ပါတယ်။အဲ့ဒီအင်္ဂါရက်တွေကြောင့်မလို့ 7,600 ကအမေရိကန်သမ္မတရေးရာနဲ့အင်အားကိုဖော်ပြတဲ့အမတ်တင်ကိတာဖြစ်လာခဲ့ရတာပါ။ F1 စင်သက်တာနဲ့လေစိတ်တွေမှာဦးစားပေးရှင်းလင်းခွင့်ပေးပြီးတော့အခြားလေတွေကိုလည်းယာယီလမ်းကြောင်းပြောင်းပေးပါတယ်။တယ်လီကတက်ဆင်ထားတဲ့လေကားရောက်လာတာနဲ့သမ္မတကမိနစ်ပိုင်းတွင်လေဘော်ကနေဆင်းပြီးတော့စောင်းနေတဲ့ VIP တွေနဲ့တွေ့ဆုံကအထူးစီစဉ်ထားတဲ့တန်ချက်ကလီမိုစင်တွေကိုချက်ချင်းကိုမှဝင်ရောက်နိုင်ဖို့စီမံထားရတာဖြစ်ပါတယ်။မလိုအပ်ဘဲနဲ့သမ္မတကိုလူမြင်ကွင်းမှာအကြာကြီးရှိခွင့်ကလည်းမပေးထားခဲ့ပါဘူး။ F1 ကကောင်းကင်ရန်ကခီးသွားလာမှုရဲ့အထင်ရှားဆုံးတင်ကြတာဖြစ်ပေမဲ့သမ္မတကိုတည်ယူပို့ဆောင်တဲ့တခုတည်းသောလေကြောင်းပို့ဆောင်ရေးနည်းလမ်းကတော့မဟုတ်ပါဘူး။ခီးကွာဝေးတူတောင်းရင်ဒါမှမဟုတ်လေပြေးလည်းမရှိတဲ့နေရာတွေမှာသမ္မတက Marine 1ကိုအားထားရတာဖြစ်ပါတယ်။ Marine 1ဆိုတာကလည်းသမ္မတကိုတည်ဆောင်တဲ့ဘယ်ရဲရင်မဆိုခေါ်ဝေါ်တဲ့နာမည်ပဲဖြစ်ပါတယ်။အဲဒီကိစ္စကိုတော့ KMH1 ဆိုတဲ့အဖွဲ့ကပူးပေါင်းဆောင်ရွက်ကြရတာပါ။စေခေတ်ကလေးကနေသမ္မတရဲဟင်အသုံးပြုစတင်ခဲ့တာဖြစ်ပြီးတော့ Bell HU-30J Seahawks ကနေ Sikorsky UH-34 Seahawks အထိရဲရင်တွေမျိုးစုံကိုလည်းအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအသုံးပြုနေတဲ့ရဲရင်တွေကတနင်္လာမိုင်150ကျော်ကမှပြန်တန်းနိုင်ကြပြီးတော့ကြီးကားတန်ချက်ကားတွေပဲထိန်တုံးကြီးတံပြန်ကာကွယ်စနစ်တွေကလည်းပါရှိနေကြတာပါ။ဒါပြင်နျူကလ িয়ার ပေါက်ကွဲမှုဖြစ်လေကာကွယ်ပေးနိုင်မဲ့လက်စစ်တန်လိုက်ကာကွယ်မှုစနစ်တွေကလည်းပို့ပြီးတော့ဆင်းမြစ်ထားကြတာပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့လေဒီရဲရင်တွေကလည်းကမ္ဘာပေါ်မှာလုံခြုံရေးအမြင့်ဆုံးမိုးပြင်းရင်တွေကဆင်းထဲမှာပါဝင်နေကြတာဖြစ်ပါတယ်။သမ္မတအသုံးပြုတဲ့တည်ယူပို့ဆောင်ရေးနည်းလမ်းအမျိုးမျိုးကတော့နိုင်ငံခေါင်းဆောင်ကိုတနေရာကနေတနေရာကိုရွှေ့ပြောင်းပေးကိုတတ်တတ်ပို့ပါတယ်။ဒီအလီနေရင်းနေတဲ့အထောက်အကူပြုစနစ်တွေကအမေရိကန်ရဲ့အခွင့်အာဏာနဲ့တသမန်ရေးရဩဇာလွှမ်းမိုးမှုရဲ့အစွမ်းထက်တင်ကြတာတွေလည်းဖြစ်နေပါကြောင်းဝေမျှလိုက်တဲ့ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။